လာပါရှင်ဒါကြတော့ဟိုပါပေါ့ကမာပလဲပေါ့နော်ဒါရှားပါရောင်လေးပါရှားပါရောင်လေးဒီမှာဆွဲကြိုးရှိမယ်ဒီမှာလက်ပတ်ရှိမယ်ဒီတစ်စိတ်လည်းပါနော်သူကငွေစစ်တစ်စိတ်ပေါ့နော်တစ်စိတ်လည်းပါတယ်ဒီမှာလက်စွပ်ရှိတယ်နှစ်ဆွဲရမယ်နော်နှစ်ဆွဲရလက်စွပ်ရလက်ပတ်ရဆွဲကြိုးရတစ်စုံစာရမယ်နော်အကိတ်နော်အကိတ်သူကဟိုလောက်ရှိမှ12လောက်ရှိမှလည်းတူလားအဲ့ဒါ12ရှိတယ်ဒီအကိတ်ကြီးဆိုရင်16ရှိတယ်နော်ဒါလေးတွေက12ရှိတယ်ကိတ်တယ်ပြောမှ12ဆိုရင်နော်ပလဲဆိုဒီစိုက်လေးတွေကများတယ်ခွန်စိုက်ရှစ်စိုက်လေးတွေကများတယ်ဒီမှာဆွဲကြိုးနော်ဆွဲကြိုးကလည်းလှတယ်နောက်ကတန်ကြိုးကြီးကလည်းမိုက်တယ်နော်မလက်စွပ်လည်းရှိရလက်စွပ်ကတော့ handmade ပေါ့နော်လက်စွပ်က handmade စခွန်လက်တိုင်းစခွန်ရပါမယ်ဒီမှာကျိုးကလည်းဒီပုံဒါလက်ပတ်နော်လက်ပတ်ကဒီလိုဒီကလာရှာတယ်နော်ဟိုစပစ်ကလာပေါ့စပစ်လိုအဲ့လိုမျိုးဘာခေါ်မလဲအဲ့လိုရောင်လေးနောက်ဒီမှာဝါတစုံပေါ့နော်ဒီလက်စွပ်ကြီးကကိတ်တယ်အဲ့နဲ့ငကတစုံနဲ့ရမယ်အဲ့နော်အဲ့လိုဒီနှစ်ခုတစုံရမယ်ဝါတစ်ဆက်ရမယ်နော်အဲ့ဒါရှိတယ်နောက်ပြီးတော့ဒါစပစ်ကလာပေါ့နော်စပစ်ကလာနောက်ဒီမှာအဖြူလက်ရှာရမ်းလှတယ်နော်ပြောင်းတင်းတာပဲဒီကလက်ပတ်နော်လက်ပတ်ရှိမယ်လက်စွပ်က handmade လေးနော်လုံးဝဒါဆိုဟာနဲ့တောင်တူသေးပိတ်ပလဲတွေနဲ့တောင်တူနေသေးတယ်နော်ပိတ်ပလဲတွေနဲ့တောင်တူနေပါသေးတယ်နောက်ဒီမှာဟွာရှိတယ်နက်ကတ်တွေရှိတယ်နက်ကတ်တဲ့စုံဒါလေးတွေဟောနဲ့ပဲ1000ရောင်းတော့8000နဲ့ပဲယူနော်ဒါအကြီးဆိုင်နော်အကြီးဆိုင်လေးက8000ယူပါအကြီးဆိုင်လေး8000ယူပါအသေးဆိုင်လေးက9000ယူပါနော်လုံးဝအလှလေးနော်လက်ရှာအလှလေးတွေပါလက်ရှာအလှလေးတွေပါနော်ဒါလေးကအသေးစကားတော့ထစ်ကုန်အသေးက9000အကြီးက8000ယူပါနော်အကြီးက8000အသေးက9000နော်ဒီလိုလေးရှိပါတယ်နော်နောက်ဒီမှာနှစ်ဆင့်လေးလည်းရှိတယ်နှစ်ဆင့်လေးကလည်း9000နဲ့ပဲယူလိုက်တော့နော်နှစ်ဆင့်လေးကလည်း9000နဲ့ပဲယူလိုက်တော့အကြီးကအကြီးရ8000အသေးရ9000နှစ်ဆင့်လည်း9000နဲ့ယူနော်ဒီမှာ handmade လက်စွပ်ရှိတယ် handmade လက်စွပ်က1000နဲ့ပဲယူနော်နောက်ဒီမှာဒီလိုမျိုးပြုတ်ခဲနေတဲ့လက်စွပ်လည်းရှိတယ်စိတ်လေးတစ်ပွင့်နဲ့နော်ဒါလေးလက်ချစ်စရာလေးနော်ဒီမျိုးလေးလည်းရှိတယ်ဒါလေးက1000ခွဲရောင်းတာ13000နဲ့ယူနော်ရရှိနေကြတဲ့တယောက်ချင်းစံကျေးဇူးထူးတင်ပါ